မင်္ဂလာပါခင်ဗျာဇက်ကြောင်းတစ်မျိုးရဲ့ NDA ဆိုတဲ့စာအုပ်ထဲကစာရေးဆရာမောင်မြင့်စောဘာသာပြန်ဆိုရေးသားထားတဲ့ဖြစ်တည်မှုတစ်ခုပေါင်းစပ်မှုအတွေ့အတွေ့ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပါရစေဖြစ်တည်မှုတစ်ခုပေါင်းစပ်မှုအတွေ့အတွေ့လက်ဘနွန်ကနေထွက်ခွာပြီးပြင်သစ်မှာအခြေစိုက်ဖြစ်တဲ့1986ခုနှစ်ကစားလို့အကြိမ်များစွာအမေးခံရတာရှိပါတယ်။စိတ်စေနာကောင်းနေပဲမေးကြတာပါ။မေးတဲ့မိကွန်းကခမည်းကကုလက်ဘနွန်လို့ပို့ထင်လားပြင်သစ်လို့ပို့ထင်လားဆိုတဲ့မိကွန်းပါ။နှစ်ခုစလုံးပဲလေလို့ပြန်ဖြေလို့ရှိပါတယ်။မျှတအောင်လို့တွေးပြီးပေးတဲ့အဖြေမဟုတ်ပါဘူး။အခြားဖြေပေးရင်ကျုပ်လိန်နေတာပဲဖြစ်မှာမို့ပါ။အခြားသူတယောက်မဟုတ်ဘဲကျုပ်ဟာကျုပ်ရဲ့လို့ဖြစ်နေတာနိုင်ငံနှစ်ခုဘာသာစကားနှစ်မျိုးသုံးမျိုးဒလိထုံတန်းအသွေးတွေအဲ့ဒါတွေရဲ့ပေါင်းဆက်ဖြစ်တည်မှုမဟုတ်ပါလားကျုပ်ရဲ့တိမှတ်ပုံ identity ကိုအဲ့ဒါတွေကဆုံးဖြတ်တာပဲလေအဲ့ဒါတွေဖြတ်တောက်ပြစ်မှာကျုပ်ကစစ်မှန်သူဖြစ်မှာလားမေးလာတဲ့သူကိုကျုပ်ကစိတ်ရှိရှိနဲ့ရှင်းပြပါတယ်ကျုပ်ကိုလက်ဘနွန်မှာမွေးပြီးအသက်28နှစ်အထိနေခဲ့တယ်။အာရဗီဘာသာစကားကကျွန်တော်ပထမဦးဆုံးတက်တဲ့ဘာသာစကားပဲ။ဒီကင်တို့ဒူးမာတို့ရဲ့ဝတ္ထုတွေကိုအာရဗ်ဘာသာပြန်နဲ့ဖတ်ခဲ့ရတာ။တောင်တန်းထဲကကျုပ်ရွာလေးမှာအင်မတန်ပျော်ခဲ့တာပေါ့။အဲ့ဒီမှာအဖိုးအဖွားတွေရဲ့ပုံပြင်ဇာတ်လမ်းတွေကြားခွင့်ရခဲ့တယ်။နောက်ပိုင်းဝတ္ထုရေးတဲ့အခါအဲ့ဒီဇာတ်လမ်းတွေကအထောက်အကူဖြစ်ခဲ့တာပေါ့။အဲ့ဒါတွေကိုကျုပ်ဘယ်လိုလုပ်မိတ်နိုင်ပါမလဲ။အဲ့ဒီအထုံးဖွဲ့တွေကိုဘယ်လိုဖြေလွတ်ပြစ်နိုင်ပါမလဲတစ်ဖက်မှာလည်းပြင်သစ်မြေပေါ်မှာနေလာတာ22နှစ်ရှိပါပြီသူ့ရည်သူ့ဝိုင်ကိုတောက်တုံးပြီးနေ့စဉ်နဲ့အမျှသူ့ရဲ့ကြောက်တုံးတွေကိုထိတွေ့ဖြတ်တန်းနေခဲ့တာကျုပ်ရဲ့ဝတ္ထုတွေကိုလည်းပြင်သစ်လိုပဲရေးခဲ့တာပြင်သစ်ကဒဇိန်တရံနိုင်ငံဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှလဲပြင်သစ်တဝက်လက်ဘနွန်တဝက်လားဒါလည်းမဟုတ်သေးဘူးဖြစ်တည်မှုတတ်မှတ်ပုံတွေကိုအဲ့ဒီလိုအခန်းခွဲလို့မှမရတာနှစ်ပိုင်းပိုင်းသုံးပိုင်းပိုင်းဆိုတာမျိုးတွေလုပ်ဖို့သူ့မှာရှင်းလင်းတဲ့နယ်နိမိတ်မှမရှိတာအကြောင်းအရာအစုံစုံကပေါင်းဆက်ပုံဖော်တဲ့ဖြစ်တည်မှုတစ်ခုသာကျုပ်မှာရှိပါတယ်အမျိုးမျိုးဖြစ်တည်မနေပါတခါအဲ့ဒါလိုရှိဝေးရှင်းပြပြီးသွားရင်တစုံတစ်ယောက်ကရင်းနီတီးတူးပြောတာလည်းရှိပါတယ်အဲ့ဒါလိုပြောတာတွေကတော့ဟုတ်ပါပြီခမည်းရဲ့စိတ်အတွင်းထဲမှာတော့အမှန်တကယ်ဘယ်လိုခံစားတယ်လဲဒီမိကုန်းကိုအချိန်တော်ကြာပြုံးမိခဲ့တာရှိပါတယ်ဒီခေတ်အခါမှာတော့မပြုံးနိုင်တော့ပါဘူးလူဒီမှာရှိတဲ့အနေလဲများတဲ့တူလဲတူနေကြတဲ့သဘောထားတစ်ခုကိုအဲ့ဒီမိကုန်းကလှစ်ဟပြနေလို့ပါစိတ်အတွင်းထဲမှာအမှန်တကယ်ဘယ်သူဆိုတဲ့မိကုန်းကကျုပ်တို့တယောက်စီတိုင်းမှာမွေးကလေးကပါလာတဲ့ဘယ်တော့မှအပြောင်းလဲမဖြစ်တဲ့တသက်တာဆုံးဖြတ်ပြီးသားဖြစ်တည်မှုတိမှတ်ပုံပါလာတဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေပါတယ်လွတ်လပ်တဲ့လူတစ်ယောက်ဖြတ်သန်းခဲ့တဲ့လမ်းတွေရရှိခဲ့တဲ့ယုံကြည်မှုတွေသူ့ရဲ့ချစ်ခင်ညီးတွယ်မှုတွေတိမ်မွေးတဲ့နူးညံ့တဲ့ရိုက်ခတ်မှုတွေဒါတွေအားလုံးအရေးမကြီးဘူးဆိုတဲ့စီကိုရောက်သွားပါတယ်ဒီကနေ့ခေတ်အခါမကြခဏဖြစ်လိရှိတာကလူတွေကိုခမည်းကဘယ်သူလဲခမည်းရဲ့တိမှတ်ပုံ identity ကဘာလဲပြောပြစမ်းပါလို့တောင်းဆိုခင်ရတာပါဒီလိုမေးခံရတဲ့အခါအခြေခံဖြစ်တည်မှုလို့ပြောကြတဲ့ဘာသာရေးလူမျိုးရေးအမျိုးသားရေးဖြစ်တည်မှုတွေကိုပဲထုတ်ဖော်ဝင်ကြွားရလို့တခါဒေါသတင်တဲ့အဆင့်အထိပါပဲကျုပ်တို့အားလုံးကစုံလင်ရှုပ်ထွေးတဲ့ဖြစ်တည်မှုတွေနဲ့ပါဗျာလို့ပြောမိရင်ဘေးတွန်းဖို့ခင်ရဖို့များတာပါပဲအဂျီရီယာမိဘနှစ်ပါးကနေပြင်သစ်မှာမွေးတဲ့လူငယ်တယောက်ဟာယဉ်ကျေးမှုနှစ်ခုရဲ့အစိတ်ပိုင်းဆိုတာညင်မရပါဘူးနှစ်ဖက်စလုံးယူမယ်ဆိုရင်ယူနိုင်တဲ့ပါတယ်မြင်းတောင်နှစ်ဖက်စလုံးလို့ပြောရတော့လည်းပဲတကယ်တော့သူ့ဖြစ်တည်မှုပုဂ္ဂလိကအခြေအနေမှာဗတ်ပေါင်းမြောက်များစွာပါဝင်မှာပါဘာသာစကားယုံကြည်မှုနေထိုင်မှုပုံစံမိသားစုနဲ့ဆက်ဆံရေးအနုပညာနဲ့အစားအသောက်ရတာခံစားမှုပြင်သစ်ဥရောပအရှေ့တိုင်းစသည်တို့ရဲ့တက်ရောက်မှုတွေပါဝင်နေပါလိမ့်မယ်
ဒီဆုံးလင်းကျွယ်ဝမှုကိုခံယူဖို့အားပေးကြမယ်ဆိုရင်ဒီလူငယ်မှာလွတ်လပ်ကျွယ်ဝစွာနေဖို့စီပင်လှတဲ့အတွေ့အကြုံတွေရှိပါတယ်။အဲ့ဒီလိုမဟုတ်ရင်တော့အခြားတစ်ဖက်ကစိတ်ဖိစီးစရာလမ်းဖြစ်ပါတယ်။ပြင်သစ်လို့ပြောရင်တင်ကွဲသစ္စာပေါက်လို့ကြည်ကြမဲ့သူတွေရှိတယ်။အာဂျီးရီးယားတမိုင်းနဲ့ယဉ်ကျေးမှုကိုအခြေခံပြီးပြောမိပြန်တော့လေမယုံကြည်တာရန်လိုတာခံရနိုင်တယ်။ ရိုင်းမီရဲ့တစ်ဖက်မှာတော့အခြေအနေကပိုပြီးတိမ်မွေ့ပါတယ်။လွန်ခဲ့တဲ့နှစ်30လောက်ကဂျာမနီနိုင်ငံဖရက်ဖို့မြို့မှာမွေးပြီးဂျာမနီမှာပဲတလျှောက်လုံးနေခဲ့တဲ့သူတယောက်ဟာဂျာမန်စာနဲ့စကားကိုသူမိဘတွေရဲ့ဘာသာစကားတက်ပို့ပြီးကျွမ်းကျင်ပါတယ်။ဒါပေမဲ့ဂျာမန်လူအဖွဲ့အစည်းအတွက်ကသူဟာဂျာမန်မဟုတ်ပါဘူး။တူရကီတွေအတွက်ကလည်းသူဟာအမှန်တကယ်တူရကီမဟုတ်တော့ပြန်ပါဘူး။နှစ်ဖက်လုံးရဲ့ယဉ်ကျေးမှုအမွေကိုခံယူနိုင်ပါစေပေါ့လို့ပုံမှန်ယူဆကြပါလိမ့်မယ်။တကယ်တမ်းတော့ပေါင်းဆက်ဖြစ်တည်မှုနဲ့တာဟာစာတာဖြစ်ကြပါစေလို့စိတ်ပိုင်းဆိုင်ရာအရာဥပဒေအရာခွင့်ပြုပေးမထားကြပါဘူး။အထက်မှာပြောခဲ့တာတွေကကျုပ်စိတ်ထဲရောက်လာတဲ့ဥပမာနှစ်ခုပါ။အဲ့ဒီလိုမျိုးတွေအများကြီးပြောပြနိုင်ပါတယ်။ ဘဲဂရိတ်မှာဆပ်လူမျိုးအဖေနဲ့ခရိုအတ်အမေကမွေးခဲ့သူတွတ်စီနဲ့အိမ်တော်ပြူတဲ့ဟူတူအမျိုးသမီးလူမဲအဖေနဲ့ဂျူးအမေကမွေးတဲ့အမေရိကန်စသဖြင့်ရှိကြပါတယ်။ရှာရှာပါပါကိစ္စတွေပါဗျာလို့တချို့ကပြောကောင်းပြောပါလိမ့်မယ်။ရိုးရိုးသားသားပြောပြရစီရှာရှာပါပါကျွန်တော်မထင်ပါဘူး။စုံလင်ရှုပ်ထွေးတဲ့ဖြစ်တည်မှုတိမှတ်ပုံ complex identity ဆိုတာကအထက်မှာပြောခဲ့တဲ့နမူနာတွေမှာတင်ရှိတာမဟုတ်ပါဘူး။လူတစ်ယောက်ချင်းစီဟာမတူတဲ့ဆက်နွယ်မှုဆက်ခံမှုဖြစ်တည်မှုအစုံစုံနဲ့ကြုံစုံနေရသူကြီးပါပဲ။လူတွေမှာရင်နာရတဲ့ရွေးချယ်မှုတွေလုပ်ဖို့အထိလဲတွန်းပို့ခံရပါတယ်။တချို့မှာမြင်သာပေမဲ့တချို့မှာတော့နီးကပ်သွားမှမြင်နိုင်တာမျိုးပါ။အကယ်၍များလူတွေဟာဖြစ်တည်မှုတိမှတ်ပုံအစုံစုံနဲ့မနေကြရဘူးဆိုရင်တစ်ဖက်ဖက်ကိုတော့ရွေးရမယ်လို့အမြဲတမ်းတွန်းပို့ခံနေရရင်မင်းတို့မျိုးနွယ်စုတွေစီကိုပြန်သွားကြလို့အမိန့်ပေးခံနေရရင်ကမ္ဘာလောကရဲ့အခြေခံလည်ပတ်ပုံကိုစိုးရိမ်ပူပန်ကြရပါတော့မယ်။ရွေးချယ်ခိုင်းတာတို့ကိုယ့်နေရာကိုပြန်သွားဖို့အမိန့်ပေးတာတို့ကိုဘယ်သူတွေကပြောဆိုစေခိုင်းနေတာလဲ။အဖက်ဖက်မှာရှိတဲ့အစွန်းရောက်တွေလူမျိုးရေးသမားတွေကသာပြောနေကြတာမဟုတ်ပါဘူး။ခမည်းလည်းပါပါတယ်။ကျွန်တော်လည်းပါပါတယ်။တိတိကျကျပြောရရင်အဲ့ဒီလိုတွေးခေါ်ပုံကကျုပ်တို့အားလုံးထဲမှာအမြင့်တွင်နေတာကိုဒီလိုမျိုးကျင်းမြောက်တဲ့ရိုးရှင်းလွန်းနေတဲ့တည်တည်ဆန်တဲ့သဘောထားကစုံလင်ရှုပ်ထွေးမှုအဖုံဖုံတိမှတ်ပုံအစုံစုံကိုတခုတည်းပဲရှိရမယ်လို့ဒေါသတကြီးကြီးညာခိုင်းနေတာကိုအဲ့ဒီအတွေးပုံစံကတားတက်သမားတွေထုတ်လုပ်မှုပုံမျိုးပဲဗျာလို့သာကျုပ်တော့အတန်ကုန်ဟစ်ချင်တော့တာပဲဗျာဒီဆောင်မလေးကိုနားဆင်ပြီးပြီဆိုရင်တော့အဘမေခွန်းတွေကိုဆွေးနွေးစီချင်ပါတယ်လူတစ်ယောက်ရဲ့အမျိုးမျိုးသောဖြစ်တည်မှုတွေကနေတခုတည်းကိုပဲရွေးရမယ်လို့နာကျင်ကြေကွဲရတဲ့အထိဖိအားပေးခင်ရတဲ့အခြေအနေမျိုးတွေရှိတယ်လို့စာရေးသူကဆိုပါတယ်ကို့ဘဝထဲမှာကောအဲ့ဒီလိုမျိုးအခြေအနေတွေကြုံခဲ့ရပါသလားကို့လူအဖွဲ့အစည်းထဲမှာကောအဲ့ဒီလိုအခြေအနေမျိုးတွေမြင်တွေ့နေရတာရှိပါသလားတခုတည်းကိုပဲရွေးရမယ်ဆိုတဲ့ဖိအားတွေဘယ်ကလာပါသလဲတရသေးဆန်တဲ့တတ်မှတ်ချက်တွေကိုဆွဲကိုင်းပြီးဒီလူအဖွဲ့အစည်းထဲမှာဒါကိုပဲရွေးချယ်ရမယ်လို့ဖိအားပေးသူထဲမှာကိုယ်တိုင်ရောပါဝင်နေသလားမူရင်းစာရေးသူကတော့လက်ဘနွန်ဇာတိပြင်သစ်နိုင်ငံသားနာမည်ကျော်စာရေးဆရာအီမင်မာလော့ဖြစ်ပြီးတော့ဆရာမောင်မြင့်စော်မှာဖြစ်တည်မှုတစ်ခုပေါင်းစပ်မှုအတွေ့အကြုံဖြစ်ဘာသာပြန်တင်ဆက်ထားတာဖြစ်ပါတယ်။နားဆင်ပေးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။